တော်စောမရှိဘူးတားရင်နားမှာတာပြောတာဖြစ်ဖြစ်နားထောင်ပြီးအာယုံဆိုင်ပါအဖေရွာ9နောင်ကန်ပန်းနောင်ကန်တယောက်လောက်သားစီပို့ဗျာငါသားမင်းငယ်ပါပေးတယ်မင်းကပိတ်ကိုကြိုးတာအသွေးမင်းကလို့ဖစ်ချေရလိုက်နေနေတဲ့လူငါနွားလေဟုတ်ပါပြီအဖေရဲ့လောက်ပါဗျာတာဒီမှာတော်တော်ဖြစ်နေတာဒီနေ့ထဲမိမမရရဲ့အဖေအရှုပ်အမေကိုပြောမယ်ဗျာအဲ့လိုမလုပ်နဲ့သားရဲ့ငါသားလေးစင်ပြေအောင်